အပျော်ကျူးနေတဲ့အမျိုးသားဟာသူတစ်ပါးသားမယားတွေပြစ်မှားနေမယ်သူတစ်ပါးသားမယားတွေနဲ့ပတ်သက်နေမယ်ဆိုလို့ရှိရင်တော့အခုအပြစ်၄မျိုးရရှိလာနိုင်တယ်တဲ့မြတ်စွာဘုရားအပြစ်၄ခုရရှိလာနိုင်တယ်ဒီဘဝတွင်ရနိုင်တဲ့အပြစ်က၃မျိုးအဲ့ဒါကိုမြတ်စွာဘုရားကအပုံညလာဘံကြီးမားတဲ့အကုသိုလ်တွေသူရလိမ့်မယ်သူတော်ဘာသားမယားနဲ့သွားပြီးတော့ပတ်သက်လို့ရှိရင်အကုသိုလ်တွေဖြစ်လိမ့်မယ်အဲ့ဒီအကုသိုလ်ကတနေ့ကျအကျိုးပေးပါလေဒါကြောင့်မို့အဲ့ဒါနဲ့ပတ်သက်လာလို့ရှိရင်အပုံညလာဘမကောင်းမှုအကုသိုလ်တွေသူရရှိလိမ့်မယ်နနိကာမတေယသူတော်ဘာရဲ့အမျိုးသမီးတွေနဲ့ပတ်သက်နေလို့ရှိရင်အိတ်ကောင်းခြင်းမအိတ်ရဆိုတာဖြစ်လိမ့်မယ်ဟောအေးချမ်းချမ်းပဲဟုတ်မလဲကိုယ်အိမ်ကိုမိသားစုမှမဟုတ်တာတိတ်တိတ်ပုံဆိုရင်အဲ့ဒါချွတ်ခနဲ့ရှိလန့်နေရမှာပဲလေနာနိကာမတေယစိတ်ချလက်ချမအိတ်ရတာလည်းအပြစ်တစ်ခုပဲတဲ့နေဒံတတ္တိယဒီလူကိုရက်ွက်ကအမြင်ကတ်လိမ့်မယ်ရှုတ်ချလိမ့်မယ်နိရိယစတုထံသေရင်တော့ငရဲရောက်မှာလောဟကုံမီငရဲတဲ့သတ်မှတ်တယ်ငရဲလောဟကုံမီငရဲဆိုတာအဝိဇ္ဇငရဲကြီးဘေးမှာနော်အိုးကြီးကြီးနဲ့ရေတွေပွက်နေအောင်ဆူပြီးတော့ထားတဲ့ငရဲကြီးတွေကိုပြစ်ချခံအောင်ဒါလို့ဆိုလို့တယ်လောဟကုံမီငရဲဆိုတာအမြဲတမ်းရေတွေဆူပွက်နေတဲ့ငရဲမြေကြီးထဲမှာတူးဖော်ကြည့်လို့ရှိရင်အဲ့ဒီငရဲတွေးနိုင်ကောင်းတွေးလိုက်ပဲရေဘူးဆန်းရှိတဲ့နေရာတွေတော်တော်များများအဲ့ဒီငရဲကြားကစီးလာတဲ့ဟာတွေကိုရေဘူးဆန်းလို့ခေါ်တယ်အိန္ဒိယနိုင်ငံမှာကိစ္စကုတ်တောင်နားမှာရေဘူးဆန်းရှိတယ်အဲ့ဒီရေဘူးဆန်းဒီလောဟကုံမီငရဲအိုးနှလုံးကြားကဖြတ်စီးလာတာတဲ့ဖြတ်စီးသွားတဲ့အတွက်ကြောင့်ပူသွားတာတကယ်ကတော့သူ့ရဲ့မြေဖြားခန္ဓာအနောဒအိုင်ကနေဖြစ်ပြားခံလာတာဆိုအေးစိတ်နေတဲ့ရေငရဲအိုးကြီးကြားကဖြတ်စီးလိုက်လို့ပူသွားတာတဝဲမှာလည်းရေဘူးဆန်းရှိတယ်အဲ့ဒီအောက်မှာငရဲအိုးရှိတယ်နော်ရေဘူးဆန်းရှိတဲ့နေရာမှာပြီးတော့ဟလင်းကြီးမှာလည်းပဲရေဘူးဆန်းရှိတယ်လက်ကြာကြာတော့မနိုင်နိုင်ဘူးအဲ့ဒီရေဘူးဆန်းရှိတဲ့နေရာအောက်မှာငရဲအိုးရှိတယ်ငရဲအိုးဆိုတာမီးတောင်ကိုခေါ်တာလည်းဖြစ်မှာပေါ့နော်မီးတောင်နေပူးနေတာတာမန်တရဝါတွေကတော့ဘယ်အဲ့ဒီထဲမှာခံနိုင်မှာတော့